ဆေးဘုတ်ကုန်မဲ့ပတ်စံနဲ့စောင်းတွင်းမှာအနှွေးချင်အောင်လိုဝယ်ပြီးအေးမိနာစီဖျားနာခြင်းကိုကာကွယ်လိုက်ပါစောင်းတွင်းညနေချိန်နဲ့လင်းချိန်တွေမှာအေးတက်ကဲလာတတ်ပြီးတော့အိမ်မောချနေချိန်မှာရုတ်တရက်အေးမိတက်ကြပါတယ်အထူးသဖြင့်ကလေးငယ်တွေအေးပတ်တဲ့အခါမှာရင်ကျက်တန်ချောင်းတန်တဟိုကိုကြားရတဲ့အခါမိဘတွေရင်နဲ့မချီတင်ငဲခံစားရပါတယ်ဒီလိုမျိုးတွေမဖြစ်အောင်လို့အနှွေးချင်အောင်ပိတ်ချင်အောင်တွေကိုကြိုတင်အသုံးပြုထားဖို့လိုပါလိမ့်မယ်အခန်းလိုရင်နှွေးသလိုချင်အောင်နဲ့အခါစောင်းပါးလေးခြုံထားသလိုမျိုးအပြင်ကလေအေးကိုတားဆီးပေးပြီးတော့အတွင်းကအနှွေးတက်ကိုထိမ့်ပေးထားနိုင်ပါတယ်အရင်မြင့်မြင့်ချုပ်လုပ်ပေးထားတဲ့အတွက်မုန်းချက်မှုလည်းလုံးဝမရှိပါဘူးဒီလိုချင်အောင်မျိုးကမြ မြန်ဝဲလေးပိုတန်လေးစောင်းရသည့်အတွက်အထူးတင့်တော်ပါတယ်ချက်ဒီချင်အောင်ရဲ့အရွယ်ကတော့ဘယ်ကနေညာတိအကျယ်12ပေအမိုးအနေနဲ့ဆိုရင်4မိုးတစ်စိမ့်ဖြစ်ပြီးတော့ကင်းဆိုင်မှုရာကြီးနှစ်ခုဆက်နဲ့ King Plus King Size ပဲဖြစ်ပါတယ်ကောင်းရတဲ့ချင်းကြီးခြေစင်း6ပေခွဲအမြင့်9ပေအော်ရာကျော်လက်ရအပြည့်နဲ့ချုပ်လုပ်ပေးထားပြီးတော့သူ့ရဲ့ဈေးနှုန်းကတော့3,9500ကျပ်ပဲဖြစ်ပါတယ်ရွေးချယ်စရာအယောင်များစွာရှိနေပါသေးရဲ့ပိတ်ချင်အောင်လေးရဆက်ရန်ငွေအနှဲငယ်ကြိုလဲရပါတယ်ရှင်မှာယူနေဆိုလို့ရှိရင်399258 300 3998 658တက်တော့နဲ့ဖုန်းဆက်ပြီးရဖြစ်စေ Viber ဆင့်စာပို့ပြီးရဖြစ်စေ Facebook Messenger ဆင့်ဖြစ်စေ TikTok CV ကနေလည်းအသေးစိတ်ဆက်သွယ်မင်းမြန်ပြီးမှာယူလို့ရပါတယ်ရှင့်ဝယ်သူပြောမှာရောင်းသူပြောတာတစ်ခါဝယ်၍တသက်စိတ်ချမ်းသာမှာဦးမျိုးမေးတော်မော်စားချင်အောင်အော်ရာချုပ်ပါ